ကလေးလေးကမျက်မှန်တက်လိုက်တဲ့အချိန်မှာမိခင်အလွန်ဆုံးပါသွားပြီးသားကိုရုတ်တရက်မြင်လိုက်ရတယ်သူမကိုဖတ်ချင်လို့ပြေးသွားပေမဲ့ကိုခန္ဓာကိုဖျက်ကျော်သွားရုံပဲဖြစ်သွားတယ်မျက်မှန်ကိုချွတ်လိုက်တော့ဘာမှမမြင်ရတော့ဘူးထက်တက်လိုက်တဲ့အချိန်မှာတော့မိခင်ကိုထပ်မြင်ရပြန်တယ်သူကမိသားစုဝင်တွေကိုခေါ်ပြီးကြည့်ခိုင်းပေမဲ့အမကဘာမှမမြင်နိုင်ဘူးကလေးရဲ့အပြစ်ကင်းစင်မှုကိုကာကွယ်ခြင်းတဲ့အတွက်ဖခင်ကကိုယ်တိုင်လည်းမြင်ရတယ်လို့ဟန်ဆောင်လိုက်တယ်အဲ့ဒီအချိန်မှာပဲမိခင်ကကိုတိုင်ကိုတားလေးတယောက်ပဲမြင်နိုင်တယ်ဆိုတာနားလည်သွားတယ်။နောက်နေ့မှာမိခင်ကရဲစခန်းကိုသွားခဲ့ပြီးကိုတေဆုံးခဲ့ရတဲ့မိလောင်မှုကမတော်တဆမဟုတ်ပဲမိရှုမှုဖြစ်တယ်ဆိုတာသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲအချက်ပေးတံမြည်လာပြီးအခြားတူလောင်ရုံတစ်ခုမိလောင်နေတယ်ဆိုတဲ့သတင်းရောက်လာတဲ့မိခင်ကအဲ့ဒီနေရာကိုအမြန်ပြေးသွားပြီးတန်တရားဖြစ်เสียလူတယောက်ကိုတွေ့လိုက်တယ်။သူမကလှုပ်ဝက်လိုက်နာပြီးသူ့အိမ်ထဲကိုဝင်ကြည့်ရမှာကွန်ပျူတာထဲမှာမိလောင်မှုတပ်ပုံတွေကြီးပဲရှိနေတယ်ထို့ပြင်သူမရဲ့အနစ်နာခံမှုကိုမှတ်တမ်းတင်ထားတဲ့မှတ်စုစာအုပ်တောင်ရှိနေတယ်မိခင်ကအလွန်ဒေါသထွက်ပေမဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးတားလေးကအမှန်တရားကိုသိသွားပြီးမိခင်နဲ့အတူရဲစခန်းကိုတွားတင်ပြလိုက်တယ်သူကလူဆိုးရဲ့အမည်နဲ့လိပ်စာကိုပြောပြပေမဲ့ရဲတွေကကလေးရဲ့အရွယ်ကြောင့်ယုံကြည်မပေးဘူးကလေးပြောင်ပြက်လုပ်တယ်လို့ထင်ခဲ့ကြတယ်မိခင်စိတ်မကောင်းဖြစ်နေတာကိုမြင်ရတဲ့အခါတားလေးကကိုယ်တိုင်ပဲလူဆိုးကိုဖမ်းမိအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်သူကတိုးလောင်ယုံထိလိုက်သွားပြီးမိရှို့နေတဲ့အချိန်ကိုကင်မရာနဲ့တက်တည်မှတ်တမ်းယူခဲ့တယ်ဒါပေမဲ့လူဆိုးကတွေ့သွားပြီးတားလေးကအသက်လွတ်ဖို့အပြင်းထန်ပြေးလွှားရတယ်အဲ့ဒီအချိန်မှာမိခင်ကတားလေးအနေရရှိနေတယ်ဆိုတာခံစားမိပြီးလူဆိုးကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့ကိုယ်ခန္ဓာကိုဖျက်ကျော်သွားခဲ့တယ်လမ်းသွားလူလာတွေကိုအကူအညီတောင်းပေမဲ့ဘယ်သူမှမမြင်နိုင်ခဲ့ဘူး